PDF ဆိုတဲ့လူငယ်တွေလက်နက်ကင်ပြီးဒီမိုကရေစီအတွက်လုံနေတယ်လို့ပြောတယ်ကျမလုံးသဘောမကျဘူးအဲ့ဒါဟာမှားယွင်းတဲ့လုပ်ရဖြစ်တယ်လို့ဒီမိုကရေစီရဲ့အနှစ်သာရပျောက်ဆုံးတယ်ထင်တဲ့အတိုင်းပဲเนาะဒီမဟုတ်မမှန်သောသတင်းကပြည်သူလူထုရဲ့ကြားထဲမှာခင်ဗျအထင်မြင်နေလွဲမှားနေဦးမှာပဲလို့ကျွန်တော်ထင်ခဲ့တယ်เนาะကျွန်တော်ထင်တဲ့အတိုင်းပဲပြန်နှံ့လာဘာကြောင့်လဲဆိုရင်ဒီဗီဒီယိုဒါဝါရဖြန့်အကြီးသားမီဒီယာစစ်ကောင်စီရဲ့เนาะဒါထောက်တိုင်တယောက်ကနေပြီးတော့မှတင်ထားတာကျွန်တော်တွေ့လိုက်တဲ့အချိန်ကဘာမှမကြသေးဘူးတနားရီလောက်ပဲရှိသေးတယ်เนาะဘာကြောင့်လဲဆို view တွေအများကြီးတက်သွားတာအကြီးသားဝါရဖြန့်မီဒီယာเนาะဘယ်သတင်းလဲဆိုရင်နားတော့ကြည့်ပါပြီးရင်ကျွန်တော်ဆက်ပြီးတော့မှစကားပြောမယ်ဗျတကယ်တော့ကျမအနေနဲ့အရင်တုန်းပြောခဲ့သလိုပဲလက်နက်ကင်ပြီးလှုပ်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဘယ်တော့မှအားမပေးသလိုလက်မခံပါဘူးခုလဲ PDF ဆိုတဲ့လူငယ်တွေလက်နက်ကင်ပြီးဒီမိုကရေစီအတွက်လုံနေတယ်လို့ပြောတယ်ကျမလုံးသဘောမကျဘူးအဲ့ဒါဟာမှားယွင်းတဲ့လုပ်ရက်ဖြစ်တယ်လို့ဒီမိုကရေစီရဲ့အနှစ်သာရပျောက်ဆုံးတယ်ကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်เนาะကျွန်တော်နိုင်ငံမှာကျွန်တော်တွေးကြည့်တယ်เนาะဒါပွင့်လင်းမြင်သာတဲ့လွတ်လပ်တဲ့မီဒီယာတွေဒါမရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဘဝမတွေးရဲစရာเนาะဒါခင်ဗျ88မဟုတ်ဘူး88တုန်းကလို့အကြောင်းအရာတစ်ခုကိုပကြီးကားတစ်ချက်ရေးဆွဲပြီးတော့မှတင်ပြရတဲ့ခေတ်မဟုတ်ဘူးเนาะဒါ2026 AI ခေတ်လို့ပြောရင်လည်းမမှားဘူးเนาะပြန်တာတစ်ခုကခင်ဗျအဲ့လိုရှင်းလို့မရဘူးအမေတို့တယောက်ကိုစင်မော်ထုတ်ခင်ဗျဦးမင်းအောင်လိုင်းနဲ့2ယောက်ရှင်းပြီးရှင်းရမယ်ကိစ္စရှင်းကြည့်လိုက်တယ်ဘယ်သူမှားလဲဘယ်သူမှန်လဲဆိုတာခင်ဗျအမှအဖြေတန်းပုံမှာเนาะပြဿနာဒါပဲเนาะအခုကခင်ဗျားတို့ဒါဟိုအမေဦးကြီးတယောက်ကိုရဲစက်တက်ဖြတ်တော့ကလည်းဒါ PDF တွေလုပ်တယ်ဆိုခင်ဗျားတို့ထက်ဝါရဖြန့်နော်မင်းအောင်လိုင်းဟိုရုရှားသွားတာကြတော့ခင်ဗျားတို့ဂုံယူနေတယ်ရုရှားသွားပြီးစပိုင်စီလုပ်တယ်ကြတော့ဂုံယူနေတယ်နော်ဒီမှာအမေဦးတယောက်လည်းမဖြတ်တယ်ကြပြည်သူလူထုကလက်မခံဘူးရက်ဆက်ကြမ်းတမ်းနဲ့လုပ်ရဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒါပြည်သူလူထုကလက်မခံတဲ့ကောင်မျိုးကြတော့ PDF တွေလုပ်ကြထိုးချတော့ခင်ဗျာရှင်းလေးပဲအဖြေရနော်ဟေးအောင်မင်းလှုပ်လိုက်ခုတ်လိုက်ထစ်လိုက်နော်မင်းဒီတစ်ခါလှုပ်ရဲသွားရင်နောက်တစ်ခါမင်းလှုပ်ရဲသွားလိမ့်နော်မင်းလူသေးကြောက်ဒါမျိုးမလုပ်နဲ့မြတ်အဲ့ဒါအမိန်ပေးနေတဲ့စကားတွေနော်အမိန်ပေးနေတဲ့စကားတွေအဲ့ဒီအမိန်ပေးတဲ့စကားဆိုအဲ့ဒီစစ်တပ်ထဲမှာပဲရှိတာ PDF ဆိုတာခင်ဗျားတို့အမားတွေလုပ်နေတဲ့လူကိုနော်ငြိမ်မခံနိုင်လို့နော်ကျုပ်တို့ကအမှန်ဆိုပြီးတော့မှတွန်းလာနေတာဘယ်သူမှအမိန်ပေးကြမလို့ဘူးလုပ်ရင်ညင်နဲ့လုပ်ကြတာနော်ပြည်သူလူထုကဒါတွေကိုကောင်းကြီးသိတယ်နော်အမှန်တရားဆိုတာလမ်းဆုံးမှာသူပဲရှိတယ်ခင်ဗျားကြားရတော့ဝါရဖြန့်အမှန်တရားဆိုတာလမ်းဆုံးမှာသူပဲရှိတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မျိုးသားနိုင်ငံများကိုစိုင်းတက်ဆန်ဖြစ်ပါတယ်ဒီနေ့ကတော့ထူးခြားဖြစ်စဉ်အနေနဲ့ပေါ့နော်ဒေါ်ဆန်းစုကြည်ရဲ့အတန်ဖိုင်ပေါ့နော်အတန်ဖိုင်တစ်ခုထွက်လာတယ်ပေါ့ဒီ PDF တွေနဲ့ပတ်သက်ပြီးတော့မှPDF ညီငယ်တွေကိုပြောချင်တာတစ်ခုကပါလဲဆိုရင်အခုဒေါ်ဆန်းစုကြည်ကပြောလိုက်တယ်ဒီလက်နက်ကိုင်ကြမ်းဖက်မှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှသူကလုံးဝလက်မခံဘူးဆိုတဲ့အကြောင်းပြီးကြလို့ဆိုရင်ဒီမိုကရေစီလမ်းကြောင်းမှာသွားတဲ့အချိန်မှာဒီဟာတွေကဒီလက်နက်ကင်ပြီးတော့မှကြက်ဖက်တဲ့ကိစ္စတွေကဒါတွေကမဖြစ်တဲ့ကိစ္စတွေပေါ့နော်သူပြောသွားတဲ့အချက်လက်တွေထဲမှာဒါကိုတော့တွေ့ရတယ်ဆိုတော့အဲ့တော့ပြီးတဲ့ညီငယ်တွေညီမတွေအားလုံးကိုကျွန်တော်တို့ဒီနေ့တိုက်တွန်းခြင်းပါတယ်မင်းတို့အားလုံးအခုလက်ရှိမှာဟာလာမင်းတို့တွေအားကိုးခဲ့ကြတယ်မင်းတို့တွေယုံကြည်ခဲ့ကြတယ်မင်းတို့တွေလေးစားခဲ့ကြတယ်ပုဂ္ဂိုလ်ကြီးကိုယ်တိုင်အခုအတန်ဖိုင်နဲ့ထွက်လာတယ်အဲ့ဒါကို AI လို့ပြောဦးမလားအဲ့အတန်ဖိုင်ရဲ့ AI မဟုတ်ဘူးတကယ်အမှန်ကန်ထွက်လာတာဒါကိုရီးယားအတိအကျသိလို့ကိုရီးပြပြတာအဲ့တော့မင်းတို့ယုံကြည်ထားတဲ့မင်းတို့လေးစားရတဲ့လူပုဂ္ဂိုလ်ကြီးကိုယ်တိုင်ကအဲ့တိုင်းပြောလိုက်ပြီအဲ့တော့ညီတို့ညီမတို့အနေနဲ့အခုလက်ရှိမှာလင်းဝင်ကြပါဒီဘက်ကလည်းအားလုံး open ဖွင့်ထားပေးတယ်အဲ့တော့မင်းတို့တွေကိုယ်တိုင်လည်းဝင်ရောက်လာကြဖို့အတွက်ကိုရီးယားဝယ်ကန်လုပ်တယ်ဝင်မှာပြီးကြတော့နောက်တစ်ခုပြောချင်တာကနိုင်ငံရေးဆိုတာကအမြဲတမ်းအပြောင်းလဲရှိတယ်ဟုတ်လားအဲ့တော့ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့အချိန်မှာလက်နက်ကင်လမ်းကြောင်းနဲ့သွားလို့မရဘူးငါတို့အကြမ်းဖက်လို့မရဘူးအကြမ်းဖက်ပြီးတော့မှဒီမိုကရေစီလမ်းကြောင်းကိုငါတို့တက်လို့မရဘူးခုလက်ရှိမှာနိုင်ငံရောကတော်တော်ကြီးကိုအေဂျင့်တည်ငြိမ်မှုစရှိနေပြီမင်းတို့ကိုယ်တိုင်တွေ့တာပဲအခုလက်ရှိမှာမင်းတို့ရေဘေးကေစေးတွေမှာလည်းမင်းတို့တွေ့တာပဲဟုတ်လားဘာပဲနေနေငါတို့ကပြည်သူတွေငါတို့လှုပ်လှုပ်ကြတာမင်းတို့တွေရင်ထဲမှာရှိတာမင်းတို့နိုင်ငံအတွက်ကိုမင်းတို့လှုပ်ချင်တာသိတယ်နိုင်ငံအတွက်ကိုအများကြီးကြိုးစားပြီးလှုပ်ချင်ကြတယ်ဒါတွေအားလုံးငါတို့နားလဲတယ်ဒါပေမဲ့ငါတို့လူငယ်တွေအကုန်လုံးကငါတို့တွေကကြိုးစားရမှာငါတို့တွေကဘာကိုကြိုးစားရမှာလဲငါတို့နိုင်ငံအတွက်ငါတို့လူမျိုးအတွက်ငါတို့တွေရဲ့ရှိနေတဲ့ပြည်သူလူထုအတွက်ငါတို့လုပ်ရမှာလုပ်ကအဲ့ဒါပဲဟုတ်လား
မင်းတို့နေမြေတွေငြင်းချမ်းသွားလို့ဆိုရင်မင်းတို့ဖွံ့ဖြိုးတိုးတက်မယ်ဟုတ်လားအဲ့ဒါငါတို့လူငယ်တွေရဲ့လက်ထဲမှာပဲရှိတယ်ငါတို့လူငယ်တွေကြိုးစားကြဖို့လိုအပ်တယ်ဆိုတော့ဒီနေရာနေပြောချင်တယ်ဟုတ်နော်ခေါင်းဆောင်ကြီးကတော့ပြောလိုက်ပြီမင်းတို့တွေလေးစားတဲ့ပုံကူကြီးကတော့ပြောလိုက်ပြီဟုတ်လားတို့တွေကလည်းဒီဘက်မှာတို့သမရာကြီးကိုတို့လေးစားတယ်အေးအဲ့တော့ငါတို့တွေအတူတူလက်တွဲပြီးတော့မှအတူတူကြိုးစားလို့ဆိုရင်အားလုံးအောင်မြင်နိုင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ပထမဆုံးပြောပြရမယ်တဲ့ကကျွန်မအတန်ဖိုင်လေးတစ်ခုအရင်ဆုံးဖွင့်ပြပေးပါမယ်ဒေါန်ဆန်းစုကြည်ရဲ့အတန်ဖိုင်ဖြစ်ပါတယ်ရှင်မနက်ကအတန်ဖိုင်တစ်ခုလူမှုကွယ်မှာပြန့်နှံ့လာပါတယ်ဘယ်ကနေစပြီးပြန့်နှံ့လာလဲဆိုတာတော့ခြေအားကောက်လို့မရသေးဘူးပေါ့နော်ဒါပေမဲ့တော်တော်ကြီးပြန့်နှံ့လာတဲ့အတွက်ကျွန်မလေးTikTok အကောင့်မှာတင်ပေးလိုက်ပါတယ်ဒေါန်ဆန်းစုကြည်ရဲ့အတန်ဖိုင်ထွက်ပေါ်လာဆိုပြီးတော့တင်ပေးလိုက်ပါတယ်အဲ့ဒီအတန်ဖိုင်လေးကျွန်မဖွင့်ပြပါမယ်ခုအရင်တော့ပြောခဲ့တယ်လို့ပဲလက်နက်ကင်ပြီးလှုပ်တဲ့အကြမ်းဖက်လှုပ်ရက်တွေကိုဘယ်တော့မှအားမပေးတယ်လို့လက်မခံပါဘူးခုလဲ PDF ဆိုတဲ့လူငယ်တွေလက်နက်ကင်ပြီးဒီမိုကရေစီအတွက်လှုပ်နေတယ်လို့ပြောတယ်ကျမလုံးသဘောမကျဘူးအဲ့ဒါဟာမှားယွင်းတဲ့လှုပ်ရက်ဖြစ်တယ်လို့ဒီမိုကရေစီရဲ့အနှစ်သာရပျောက်ဆုံးတယ်တကယ်တော့ကျမအနေဒေါန်ဆန်းစုကြည်ပြောထားတဲ့အတန်ဖိုင်ဆိုပြီးထွက်ပေါ်လာတာပေါ့နော်။ဒါကျွန်တော်တို့သတင်းသမားတွေဆိုတာကတော့ဒီရုပ်အတန်ဖိုင်ပေါ်မှာဒါတုချင်းစစ်ချင်း AI နဲ့လောက်တာလားအဆက်လားစတာတွေကခြေရမကောက်နိုင်သေးတဲ့အတွက်ဒေါန်ဆန်းစုကြည် PDF နဲ့ပတ်သက်ပြီးတော့ပြောဆိုချက်တစ်ခုထွက်ပေါ်လာဆိုပြီးတော့ပဲသတင်းလေးမနက်ကတင်လိုက်တယ်ပေါ့နော်။ကြည့်ရှုသူလည်းတော်တော်များသွားခဲ့ပါရဲ့ရှင်။ပြီးတော့ထုံးစံအတိုင်းပဲဝေဖန်ထောက်ပြမှုတွေညှင်းခုန်မှုတွေလည်းဖြစ်ပေါ်သွားတာပေါ့နော်။ဒါဒေါန်ဆန်းစုကြည်ကိုအမှန်တကယ်ချစ်တဲ့သူတွေကတော့ဒါဟာဆိုရင်ဒေါန်ဆန်းစုကြည်ရဲ့သဘောထားအစစ်အမှန်ပဲဆိုပြီးတော့လက်ခံယုံကြည်တယ်။ဒေါန်ဆန်းစုကြည်နာမည်အသုံးချပြီးတော့တော်လှန်ရေးဆိုတော့လုပ်နေတဲ့သူတွေကတော့ဒါဒေါန်ဆန်းစုကြည်အတန်မဟုတ်ဘူးဆိုပြီးတော့ AI နဲ့လုပ်တယ်ဆိုပြီးပြောတယ်ပေါ့နော်။ပြီးတော့ကျွန်မအနေနဲ့ကလည်းဒီအတန်ဖိုင်ကိုတူချင်းစစ်ချင်းမငင်းချင်ဘူးချက်။ဒီပညာတွေကအရန်တိုးတက်ခင်မိနေတာဆိုတော့ကျွန်မလည်းပြောပြဖို့ခက်တယ်။ဒေါန်ဆန်းစုကြည်အတန်အစစ်လို့မစစ်လို့စသဖြင့်ပေါ့နော်။ကျွန်မတို့တော့မှဇဝေဇဝါနည်းနည်းတော့ဖြစ်တာတော့အမှန်ပဲရှင့်။ဒါပေမဲ့ကျွန်မအနေနဲ့ကဒီအတန်ဖိုင်တူချင်းစစ်ချင်းခဏဖယ်ပြီးတော့ကျွန်တော်ဆွေးနွေးကြတဲ့အပိုင်းကဒေါန်ဆန်းစုကြည်ကအတန်ဖိုင်ထဲမှာပြောထားသလိုမျိုးပဲလက်နက်ကင်ပြီးတော့ဒီလိုလောက်ကင်နေတာတွေကိုနှစ်သက်သဘောကျမယ်လို့ထင်ပါသလား PDF ဖွဲ့တွေရဲ့လှုပ်ဆောင်ချက်တွေကိုဒေါန်ဆန်းစုကြည်သာတိကွင်ရှိနေမယ်ဆိုရင် PDF တွေရဲ့လှုပ်ဆောင်ချက်တွေကိုသဘောတူကြည်ပြူနေမယ်လို့ထင်ပါသလား PDF တွေတက်ဖြတ်လို့လက်နက်ကင်တွေပေါ့နော်တက်ဖြတ်လို့သေဆုံးသွားတဲ့ပြည်သူတွေ1000ကျော်ရှိပြီရုပ်တံဖိုင်တွေတက်လာတာလည်းမိဘပြည်သူများမြင်မှာပါ PDF တွေဒလန်လို့ဆွဆွဲပြီးတော့လေဘင်းလှိတက်တာတွေတုံးနဲ့ရိုက်တက်တာတွေမျိုးသမီးတွေကိုထမိန်လှန်ပြီးတော့ရိုက်နှက်နေတာတွေစော်ကားနေတာတွေဆက်သက်ဖြစ်ပေါ့နော်အဲ့လိုရုပ်တံဖိုင်တွေဒီနှစ်တွေမှာအများကြီးတက်ခဲ့တာပဲရှင့်မိဘပြည်သူများအနေနဲ့ပေါ့နော်ဒီရုပ်တံဖိုင်တွေကိုဒါဒေါန်ဆန်းစုကြည်ကမြင်သွားခဲ့သည်ရှိတော့ဒီလိုလုပ်နေတဲ့လူငယ်တွေဟာဆိုရင်သူ့ကြောင့်ဒီတော်လှန်ရေးဆိုတာကိုလုပ်နေကြတာဒီလိုလုံရင်းထဲမှာဒီလိုအကြမ်းဖက်သမားတွေဖြစ်ကုန်ကြရတယ်ဆိုတာကိုသူသာသိသွားခဲ့မယ်ဆိုရင်သူ့မှာမိခင်စိတ်သာရှိမယ်ဆိုရင်သူစိတ်ကောင်းမယ်လို့ထင်ပါသလားဒီချက်လေးကိုပဲကျမတို့စဉ်းစားသင့်ပါတယ်နော်ဒေါန်ဆန်းစုကြည်ရဲ့စိတ်ဘောဓာဘယ်လိုရှိလဲဆိုတာကသူ့အမှန်တကယ်ချစ်ခင်တဲ့သူတွေကတော့အနည်းဆက်ဆုံးခံမှန်းနိုင်မယ်လို့ထင်ပါတယ်ကျမစိတ်ထဲမှာလည်းထင်တာကတော့ဒေါန်ဆန်းစုကြည်ဟာအခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုသူလုံးဝသဘောတူမှာမဟုတ်ဘူးချက်သူ့အနေနဲ့အစိုးရအနေနဲ့တာဝန်ထမ်းဆောင်တဲ့အချိန်မှာဘယ်လိုမျိုးအကြောင်းအရာတွေပဲရှိခဲ့အခုချိန်မှာဆိုရင်အပြစ်ဒဏ်ကိုခံယူနေရပြီပဲလေသူ့ကြောင့်တိုင်းပြည်မှာဒီလိုမျိုးစစ်မီးတွေတောက်နေတာကိုလည်းသူလည်းကျင်နေပြီးတော့ကြည်ပြူနေမှာမဟုတ်ပါဘူးစိတ်လည်းကောင်းမှာမဟုတ်ဘူးလို့ကျွန်မထင်ပါတယ်ဒါပေမဲ့လည်းဒေါန်ဆန်းစုကြည်ဟာဆိုရင်ဒီလိုကိစ္စရက်တွေကိုတားဆီးရဲ့အခါမှာနောက်ကျတယ်လို့တော့ကျွန်မမြင်ပါတယ်ဖြစ်စဉ်တွေစဖြစ်ခဲ့ရတာတားဆီးခဲ့မယ်ဆိုရင်ဒီလိုကိစ္စတွေမဖြစ်တော့ဘူးလို့လည်းကျွန်မယုံကြည်မျှော်လင့်နေပေါ့နော်ဒါလေးကကျွန်မပြပြတာပါဒေါန်ဆန်းစုကြည်အတန်ဖိုင်တစ်ခုနဲ့ပတ်သက်ပြီးတော့တူချင်းစစ်ချင်းထက်ဒီအတန်ဖိုင်ထဲမှာပါတဲ့စကလုံးတွေရဲ့သဘောထားကဒေါန်ဆန်းစုကြည်ရဲ့တကယ်စိတ်ရင်းအစစ်အမှန်နဲ့ထပ်တူကြားလောက်လားဆိုတာလေးကိုပဲကျွန်မစဉ်းစားတွေးတောပြီးတော့မေကုန်းထုတ်ကြည့်တာဖြစ်ပါတယ်ဒေါန်ဆန်းစုကြည်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေအားလုံးရဲ့ရှင်ထဲမှာဒီမေကုန်းတွေကရှိနေမှာပါPDFတွေရဲ့လှုပ်ဆောင်ချက်တွေကိုဒေါန်ဆန်းစုကြည်ကကြိုက်နှစ်သက်နေရဲ့လားဆိုတဲ့သိချင်စိတ်တွေလည်းပြင်းပြနေမှာပါရှင့်ဒါကြောင့်ကျွန်မတက်ဆက်ပေးတာဖြစ်ပါတယ်နော်